ဒီမနက်ကဒီကွာကိုကျွန်တော်ဘယ်လိုကြည့်လဲဆိုတော့မနက်ကဒီမှာ pre-market ကိုကျွန်တော်ဒါကတော့ဒီ boss ကတော့ဒီလန်ဒန်တိုင်းအချိန်12နိုင်ကနေပြီးတော့ဒီ New York တိုင်းဆိုရင်ဗျာဒီတော့စအောင်လည်းNew York တိုင်း3နိုင်ကနေပြီးတော့ကျွန်တော်တို့ဒီ New York တိုင်း9နိုင်15အထိကိုကျွန်တော်ဒီလန်ဒန်တိုင်းကိုသတ်မှတ်လိုက်ဒီဈေးကွက်ကိုဒီဘက်ကို boss ရွှေ့လိုက်ဒီ boss ရွှေ့လိုက်ဒီ boss ပေါ့အခုမြင်ရတယ်ကျွန်တော်အဓိက main ထားတဲ့ boss ဒီ boss ပဲဒီ boss ကိုကျွန်တော် main ထားတယ်ပြီးရင်ဒီ boss ရဲ့အလယ်မှာဒါတဝက်ကိုသူမြင်းနှစ်ခုရှိတယ်တဝက်ကတဝက်တိခွဲလိုက်တယ်မြင်းနောက်တဝက်ကနောက်မြင်းတစ်ခုကဒီသွားတဲ့စီမှာသူတို့ကျွန်တော်တို့ high low middle နဲ့သူတို့ပြန်စားလိုက်ပြီးတော့ rate တစ်ခုရှိတယ် rate နှစ်ခုဖြစ်တယ်ပေါ့ဒီအလဲမှာ rate နှစ်ခုရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်မနက်ကဘယ်လိုယူလဲဆိုတော့မနက်ဈေးကွက်ကတက်လာတော့ဒီမှာ9နိုင်ခွဲမှာတင်းကောင်းတော့ဆက်တဲ့အချိန်မှာဒီမှာ sideways သွားနေတယ်ဒါ V1 ပေါ်မှာပဲရှိတယ်200 moving average ပေါ်မှာရှိတယ်ဒါကိုချဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီနေ့ buyer ကကျွန်တော်အပေါ်နဲ့တက်မယ်စာပြင်လာတာအပေါ်တက်မယ်လို့မှန်တယ်အဲ့တော့ကောင်းပြီကျွန်တော်ဘယ်ကနေစားဝင်မလဲပေါ့ဝင်မယ်ဆိုရင်ဒီမှာစားပြီးတော့ဈေးကွက်စားဖြစ်ပြီ6နိုင်ခွဲဈေးကွက်စားဖြစ်တဲ့အချိန်မှာကျွန်တော်ဝင်ဖို့ point မရှိဘူးအဲ့တော့ကျွန်တော်ဝင်မဲ့ point က target ဒီမှာထားတယ်ဒီမှာ target တစ်ခုဆိုတော့ဒီ point ကိုကျွန်တော် target တစ်ခုထားတယ်ဒီ point ကိုရောက်ရင်ဝင်မယ်ဥမာဒီ point ကိုရောက်ရင်ဝင်မယ်ဒီလိုမျိုးကျွန်တော်ထားတဲ့အခါကျတော့မနေ့ကဈေးဝဖိမိလာနဲ့သူဆင်းလာတော့ဒီ target ကိုရောက်ဒီမှာထိရဲ့ဝင် point ဒါဝင် point ပဲသူကဒီနေရာကိုထိပြီးဆိုရင်နောက်တစ်တိုက်ပြန်တက်တယ်အဲ့ဒီနေရာကိုကျွန်တော်ဝင်ရင်ဒီ target ကိုဒီကနေဝင်ရင်ဒီ target ကိုဒီထား strike price ကိုရွေးရင်ဒီက strike price ဒီထဲကိုရောက်မယ် strike price ကိုရွေးဒါပဲအခုဒီကနေကျွန်တော်ဝင်လိုက်တယ်သူတကယ်ပဲတက်သွားတယ်ဒီမှာမရောက်သေးဘူးကျွန်တော်ထိုင်စားရတယ်ဒီမှာရောက်တယ်နည်းနည်းအားကောင်းထက်ကြော်သွားဒီမှာကျွန်တော်ထွက်လိုက်တယ်အေးစစ်ဒါပဲ target ပဲဒီကောဒီဝင်မဲ့ zone ကကျွန်တော်သတ်မှတ်ထားတယ်ဒီ zone ဒီ out zone အဲ့လိုမျိုး zone တွေသတ်မှတ်တာအကယ်၍ဒီကွက်ကထပ်သွားတယ်ဒီထဲကိုရောက်တယ်ဒီတဝက်မှာသူကဒီမှာ target ထိသွားပြီဒီမှာထိတော့ဒီကောပြန်ဆင်းမယ်ဆိုရင်ဒီ back ပြန်ဆင်းလာဒီမှာကြည့်ရင် 9M ရတယ်ရှိရင် 9M အောက်ကိုတပြေးပြေးဆင်းလာဒီနေရာကတိုက်ပြီးဆင်းနေပြီဆိုရင်ကျွန်တော်ဒီမှာမဝင်သေးဘူးကျွန်တော်ဒီစောက်လိုက်တယ်ဒီမှာဒီစောက်ပြီးတော့မှကျွန်တော်ဒီနေရာမှာပြန်ဝင်တယ် 9M အောက်ဒီမှာဒီဇုံအောက်ကိုရောက်ပြီးတော့ဝင်ပြီဒီဇုံကဝင်တယ်ဒီတိုင်းကျွန်တော်လိုက်တယ်ဒီလိုက်တယ်ဒါဒီကွက်စားဝင်တဲ့နေရာကိုပြန်လိုက်တယ်ဒီနေရာလေးလိုက်တယ်ဒီနေရာမှာရောက်တဲ့အချိန်မှာကျွန်တော်ထွက်လိုက်ဒါပဲဒီနေရာမှာရောက်တဲ့အချိန်ကျွန်တော်ထွက်လိုက်အကယ်၍ထားခြင်းဒီမှာဒီဟာတွေကတော့ကျွန်တော်တို့ထားရောရှင်းပြောရမခံနိုင်ဘူးဗျာဒီကြီးကတော့ကိုစိတ်ချတယ်ပေါ့ဒါ emotion ရပေါ့ emotion ရကျွန်တော်တွက်လာတယ်ဒီနေရာကိုနေနိုင်တဲ့ကိုစိတ်ကနေနိုင်တာပေါ့ဗျာဒီလောက်လေးကတော့ထားပေါ့ဒီရောက်မှဆိုပြီးတော့ကိုအောက်နိုင်တယ်ဆိုတော့ဒီမှာထားတယ်ဒါတကယ်နောက်ပိုင်းတကယ် trade တဲ့အခါကျတော့လေဒီတိုင်းပဲဝင်တာပဲဈေးကဒီကနောက်ဒီထဲမှာရောက်ရင်အများအပြည့်ကဈေးကွက်ရဲ့သဘောတရားကဒီတက်လိုက်ကျလိုက်တို့ပဲသွားနေမှာပဲဆိုတော့နောက်တစ်ခုကျွန်တော်ဒီမှာဒီလိုဈေးတက်လာတဲ့အချိန်မှာကျွန်တော်ထပ်ပြီးတော့တွက်တာက15မိနစ်မှကြည်လိုက်လို့ရှိရင်ကျွန်တော်ဒီအမှန်တော့ဒီလိုတွက်တဲ့ဟာတွေက PV point လည်းတူပါပဲ PV point တွေကလည်း PV point ကျတော့ဝေးသွားတယ်ဗျာသိရလား PV point ကတအားဝေးသွားတယ်အတူလေးမှကျွန်တော်တို့ခတ်မှန်ရခက်တယ်ပေါ့ဒါပေါ့နောက် trade တဲ့ဟာလည်း 1 trade 2 trade လောက်ပဲ trade တယ်ဘာဖြစ်လို့ဆိုတော့ဒီမှာစစချင်း trade ရင်ဒီနေရာက premium ကမပန်းနေဘူးဒီကွက်စားပွင့်တော့ premium မပန်းနေဘူးမပန်းနေတော့ wet drive နည်းနည်းဒီလွဲရင် premium ကကြံနေတယ်ဗျ
တော်မပန်းဘူးဘယ်လိုဘောလာတော်ရအချိန်မှာတအားကစားရတယ်တဲ့မာကတ်ကအားလှုပ်ခတ်ရှိတဲ့ခါကျတော့ရုပ်တရက်မပန်းအောင်ဒါပေမဲ့ဟိုဈေးနေတာဒီ strike price လောက်ဒီဟိုခံမှန်ပြီးဝယ်ဒီနေ့ကတော့ဒီတော်များတယ်ဒီတော်များတော့နည်းနည်းတော့ဒီပို့ပြီးတော့ဝယ်ရပေါ့အဲ့လိုမျိုးဒီလိုဒီ trade တယ်ဒီကနေပြန်စင်းကtrade တယ်ဒီ15မိနစ်မှဆိုရင်ကျွန်တော်ဘယ်လောက်ဒီကျွန်တော်ဘယ်လိုယူရဲဆိုတော့ဒီပြပွားကျွန်တော်ဖြတ်လိုက်အားလည်းပါဆိုကျွန်တော်ဒီမှာ channel တစ်ခုဆွဲလိုက်ပြီဗျာ channel တစ်ခုဆွဲလိုက်ဒီမှာ channel ဆွဲတာဒီကမှဒီကနေတက်လာမှဒီကျွန်တော်ဒီထီတော့မှန်တာဒီနေ့အမှန်တော့ဒီထီများလာမလားဘောမလာဘူးဒီမှာပဲပြန်ပြီးတော့ဆင်းသွားဒီမှာစကလေးကဒီအပေါ်ကိုကျွန်တော်ဦးစားပေးတာပြီပြီးတော့ဒီ channel ထဲကိုပြန်လာမယ်လို့ခန့်မှန်းတာတော့အဲ့ဒီတဘောလည်းပါတယ်နောက်စောကပြောတော့လိုမျိုးပဲဒီ point ကလည်းဝင်မဲ့ point ကလည်းတကယ်ကွက်တီဒီမှာဆိုကွက်တီကြာဗျာဒီမှာဆိုကွက်တီဒီနေရာကွက်တီဒီနေရာရောက်မယ်ဒီနေရာပြန်ဆင်းမယ်ကွက်တီဆင်းမယ်ဆိုတာဒီမှာဆိုဆင်းလာတယ်ဟိုဒေါင်းဆင်းလာတယ်ဒီမှာပြန်ဝင်ကွက်တီဒီရောက်တယ်ဒီမှာဒီရောက်တယ်နောက်ဒီကနေပြန်ဆင်းမယ်ဒီနေရာကိုရောက်တယ်ဆိုတော့ဒီ main point key level တွေကတကယ်တော့ရောက်ခဲ့တာပေါ့ဒီနေရာတွေကဒီတစ်ခုပဲမှန်လားဆိုတော့တခြားနေ့တွေလည်းအဲ့ဒီတိုင်းပဲသွားတခြားနေ့တွေလည်းအဲ့ဒီတိုင်းပဲသွားတော်တော်များများမှန်တယ်ပေါ့ပြောရမယ်ဆိုတော်တော်များများမှန်တယ်ဒါအရှိတရက်လည်းဒီတဘောပဲသွားတယ်ဒီမှာဈေးကွက်စပွင့်တယ်ဒီ point ဒီမှာ level ပေါ့ key levelဒီမှာထိပြီးဆိုရင်ကျွန်တော်အပေါ်သွားမယ်ဆိုရင်အပေါ်လိုက်ထိုးရုံပဲဒီထိသွားမယ်ဒီကနေဆင်းလာရင်ကျွန်တော်တို့ဒီမှာကြော်ရင်တော့ဒီမှာဝင်ဒီကနေစားဝင်တော့ဒီကိုရအောင်ပဲဗျာဒီကိုရအောင်ဆိုတော့ဒီထိလည်းရအောင်ပဲအောက်မှာဆက်ချဲသွားဒီထိရအောင်ပဲဒါက main point ကတကယ် main point ကဒီမှာပဲဒီ level ပဲဒီ level ဒီပဲကျွန်တော်တို့ကဲ၍ရောက်သွားမှလာဒီကောင်ပြန်ပြီးတော့ချဲသူကပြန်တိုးလိုက်တကယ်ရောက်တော့လေတကယ်ကြည့်တကယ်ရောက်နေတန်တရားတော့သိရှိစရာမရှိဘူးဘယ်လိုလဲရောက်တယ်ဒီမှာရောက်တယ်အဲ့လိုမျိုးဒီနေရာဆိုရောက်တယ်ကဲဒါဆိုပြန်ပိတ်တဲ့ဈေးတော့ဒီနေရာကပြန်ပိတ်တယ်ဆိုသူ့နေရာလောက်ပဲပြန်လည်းပိတ်တယ်ပေါ့ဒီဘွားရတော့တရားပြောရမလို့ဈေးနှုန်းပါဒီလူတွေအရောင်းဝယ်လုပ်တဲ့အခါကျတော့ဒီဈေးနှုန်းမှာပဲပြန်လာတဲ့တဘောရှိတော့အဲ့လိုခံပြီးတော့ကစားတော့ပေါ့အဲ့လိုခံပြီးကစားတော့ဒီမှာဆိုရင် quality ရအောင်လေ strike price ဟိုက maybe ဒီမှာစားမယ်ဆိုရင်9450ဆို9480 strike price ကိုယူလိုက်နောက်ဈေးရသိမ့်မများဘူးအဲ့မှာဆိုရင်ဝင်နိုင်နောက်ဈေးကွက်စားခွင့်ကြီး maybe နိုင်ဝက်တော့မရှိဘူးအဲ့ဒီတော့ရောင်းနေပြီတဲ့ကြောင်မို့လို့premium ကမပန်းဘူးအဲ့တော့ကျွန်တော်ရှင်ရတယ်သွားတယ်ဆိုရင်ဒါသိကြပါအောင်ဒီမှာပြန်ဒါကျန်တဲ့ဒီအနောက်ဘက်ကဟာနေတယ်ဒီတိုင်းပဲဒီနေရာမှာဒီသဘောတရားကဘောက်ရဲ့သဘောတရားလန်ဒန်တိုင်းကိုယူလိုက်တဲ့သဘောတရားကဘုပ္ပနေပြောယူပုံယူနေရဆိုတော့ကိုဘော့ပြောသလိုပဲဒီဟိုဒီဘက်ပွိုင်လည်းရှိတယ် average true rate လည်းရှိတယ်ORB လည်းရှိတယ်အမျိုးပဲနောက် gamma ဆိုလည်း gamma level တွေနဲ့ကြည့်မဲ့ဆိုလည်းတူပဲအားလုံးကကြည့်ဖို့ကြည့်နေတော့ဟိုလွယ်နေပြီမဲ့သဘောတရားတူပဲ point တွေကလည်းဒီနေရာမှာပဲရှိနေတာဒေါ်တွေကလည်းဒီနေရာမှာပဲရှိနေတာဒါပေမဲ့ကျွန်တော်ကဒီ London တိုင်းကိုယူလိုက်တာက London တိုင်းမှာလည်းသူတို့ trade တာပဲဒီနော်ဒီဈေးကဟို future တွေ trade တယ်ဆိုဒီ London ထဲရတယ်ဘုပ္ပနေပြောမယ်ဆိုရင်ဒီနောက်နေမနဲ့ဒီရောက်တိုင်းကိုစချင်းဆိုတော့ဒါလောကကွက်တိအကျိုးတရားမှုရှိတာပေါ့ဆိုတော့ဒီမှာလည်းဒီလိုပဲဗျာဒီမှာဆိုရင်လည်းဒီကွက်စားခွင်းလာနဲ့ဒီထဲမှာစားခွင်းတယ်ဒီမှာစားခွင်းလို့ဆိုရင်ဒီကောင်ကဒီမှာစတော့ဒီ
မှာ store hand liquidity street အောင်ဒီမှာလောက်တာရှိတယ်ပြီးတော့ပြန်ဆင်းလာပြီးတော့ဒီမှာပြန်ဒီမှာဘောင်းဒီ lower ဒီ zone ပဲဒီ level မှာပဲဒီ level မှာပဲသူကဒီကွာကဆင်းတယ်ဆိုတော့ဒီမှာပြီးနေဒီ level နဲ့ဆင်းလာတယ်ဆိုရင်အောက်ဘက်ကိုသွားမှာတိတ်ပြီးတော့စဉ်းစားကြမရှိဘူးလိုက်ထိုးလိုက်ဒီထိရောက်မယ်ဒါတဝက် level ဒီထိရောက်ရင်ကျွန်တော် exit လုပ်လိုက်ဒီမှာ double bottom ပြည့်တယ်ဒီမှာ V-box ရှိတယ်ဒီကနေပြန်ထိုးရင်ဒီအပေါ်ကိုရောက်အောင်တစ်ချက်လောက်ကလောကသိကြတယ်ရဖို့ပတ်စံနဲ့များတယ်စစချင်းဒီကွက်စစချင်းတစ်ချက်ပဲလုံးကျန်တဲ့အချိန်ဒီမှာကြားရင် volatility တွေနဲ့ဟိုဒီဟာ data ban မယ် consolidation ဖြစ်မယ်အဲ့ဒီခါကျရင်ကျွန်တော် emotion ကနည်းနည်းပြဿနာတက်လာတယ်ဒါဝင်တာတွေစောတာတွေပြီးမယ်အဲ့ဒီခါကျရင် common နိုင်တော့ဒီစစချင်းမှာဒီကွက်စစဖွင့်ချင်းမှာဝင်တာစောလဲတိတ်ပြဿနာမရှိဘူးသူကတွားမဲ့ဘက်ချန်တော့တေးကြတယ်ဒါပေမဲ့ဒီနားမှာ point နည်းနည်းပါးလေးလှုပ်တဲ့ဟာကတော့ကိုကဒီနည်းနည်းဒီ loss ဖြစ်တဲ့ဟာနည်းနည်းလေးတော့ကိုခံရမှာပဲဒါပေမဲ့ခံနိုင်တယ်ဗောဒီကောင်က volatility ရှိတော့ဒီတိတ်မပန်းဘူးဒီချိန်ကြရတယ်သူကဥပယ်ပြီးတော့နည်းနည်းလေး point တွားရင်တော့ကိုငွေရဒီတိုင်းစီးနေတော့ခါတယ်ကြတယ်အဲ့ဒီအကျိုးရှိတဲ့အခါကျတော့ဒီ first ဒီတနိုင်လောက်တွင်မဲ့ကျွန်တော် trade တယ်နောက်ပိုင်းလုံးဝမ trade ဘူးနောက်ပိုင်း trade တယ်အားနေရတယ်ကျွန်တော်တို့ consolidation ဖြစ်တာဖြစ်မယ်ဒါရိုင်းမမှန်တော့မမှန်ရင်ကို emotion ကကိုတိုင်နေဆိုရင်မကိုက်တော့ဘူးဒါဆိုရင်နည်းနည်းကြောတာဆိုမမြင်ကျင်တော့ဘူးအဲ့ဒါဆိုရင်ကြောတဲ့ထင်ပြီးရောင်းတော့မယ်ပါညာဖြစ်ရောဒီမှာကြာရင် trade တဲ့ခါကျရင်ဒီမှာဆိုရင်ပုံမှန်တော့ဒီမှာစားပြီး trade မှာဒီ strike price ကိုယူမယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့maybe 5ချက်လောက်ပဲရှိမယ်5ချက်6ချက်9ချက်10ပတ်ဝန်းကျင်ပေါ့ဒီနေ့ကတော့ဒီမတရားများလို့10ပုံမှန်ဆို5ချက်ပတ်ဝန်းကျင်လောက်ပဲဒီ5ချက်ပတ်ဝန်းကျင်ဒီမှာကျွန်တော်တို့ဝင်ထားတယ်5ချက်နဲ့ဆိုရင်ကျွန်တော်တဝက်5မှုတော့အရှုံးခံရင်တော့မှခံနိုင်သေးတယ်ဒီကပြတ်တာမယ်ပြဿနာမရှိဘူးရောက်သွားမှာပဲအဲ့ဒီ confidence နဲ့ရှိတယ်ဘာဖြစ်လို့ကျွန်တော် back test လုပ်ပြီးပါပြီဒီစမ်းကြည့်တော့ back test လုပ်ကြည့်တာဒီ confidence ကလည်းကိုမှရှိဖို့လိုပါတယ်ဒီရောက်မရောက်ဆိုတဲ့ဟာပေါ့မဟုတ်ရင်ကိုဝင်လာပြီးတော့ဒီတို့ပြန်သွားနေတဲ့အချိန်မှာမခံနိုင်ဘူးမခံနိုင်ရင်ကျွန်တော်တို့ပိတ်ဖို့စဉ်းစားမယ်အမှန်တော့ပိတ်စရာမလိုဈေးကသွားတယ်ဒါပေမဲ့ဒီနေရာကိုမသိဘူးဆိုရင်ပိတ်ပါပဲဈေးတက်လာပြီးငါမကိုက်ဘူးငါရှောင်းမယ်တင်တယ်ဗာပြနေအဲ့လိုမျိုး emotion ကြီးတာဒါကြောင့်ဒီ zone ဒီ level ပဲကျွန်တော် trade တော့ဒီအောင်ရောက်ကျွန်တော်စောက်တကယ်ရောက်တယ်ဗျာတကယ်ရောက်တယ်သစားခွင့်ချင်းဆိုတကယ်ရောက်ဒီ B-word တို့ဘာလို့လဲကျွန်တော်တို့ကလောဝကြည့်ရမှာပေါ့ B-word ဆိုကျွန်တော်တို့ကဆိုဗျာ B-word အောက်မှာပဲရှိတယ် B-word အောက်မှာရှိတယ်ဒီမှာစဉ်းစားဒီနေရာမှာထိတယ်ဒီမှာ 9am ရှိတယ်ပြန်စဉ်းစားဒီ 9am စီမစီကိုကြော်လာနဲ့မြင်နေရတာပဲတတိယဖြစ်တယ်ရှင်းနေတယ်ချဲကြည့်လိုက်လေအကြီးချက်လာနေတာမြင်နေရတယ်ဆိုတော့ဒီမှာတက်သွားတယ်ဒီမှာ 9am ပြန်စဉ်းဒီမှာအောက်ပဲပြန်ရောက်ဆိုဒီမှာဘောင်ရှိတယ်ကျွန်တော်ဘောင်ကိုကြော်ပြီးတော့ကျွန်တော်ဝင်ပါပဲဘာမှစဉ်းစားကြဘူးဒီကနေဝင်ဒီအသေးကြပေါ့ရမယ် strike price ကိုဒီမှာ9533မှာစာဖွင့်တယ်9000နဲ့915 90 9500ပတ်ဝန်းကျင်လောက်ကို strike price ကြည့်လိုက်ရင်တေချာပေါက် line စီတာဒီမှာတေချာပေါက်ရအောင်နောက်ပြီးတော့ 9em ရတဲ့တခုကတော်တော်ကောင်းတယ်ပြောဒီမှာသင်ဝိုင်းတောင်းချောင်းပြန်မလာအောင်ဒီတော့အဲ့လိုပဲထိုင်ကြည့်နေဘာမှပြဿနာမရှိဆိုရင်ဒီမှာဆို5 minute မှာဆိုဒီကြားပဲ5 minute မှာဆိုလည်းဒီလိုပဲ9am ကဒီမှာဆိုဆင်းလာတယ်သိနေပြီဒီမှာကြော်တယ်ဒီနေ့ဆိုရင်ဒီ 9am အောက်မှာပဲဆင်းလာဒီနားမှာဆိုရင်ကျွန်တော်ဝင်လာပြီဆင်းလာသိသူကပြန်မှမသွားတာအဲ့တော့တဝက်ရောက်တယ်ဒီမှာရောက်လိုက်တယ်ဒါတော့အားရင်တော့ထားလို့ရတယ်ဒါပေမဲ့ကိုကျင်ဒီရတဲ့ငွေမောက်ကျင်တတ်သွားပြီဆိုရင်ဒီမှာပြီးသွားပြီဟိုတော့ကျန်တာတိတ်မစင်စားဘူးပြီးသွားရင်ဆက်မလုံးနဲ့တော့ဆက်မလုံးတာပိုကောင်းတယ်ဆက်လုံးဒီလိုနေရာမျိုးတွေကျရင်လုံးချင်နေမှာပေါ့ဒီကဒီမှာတော့ဘယ်ကိုသွားမှာလဲဒီကဘယ်ကိုသွားမှမသိဘူးလားဒီမှာရှင်းတယ်တကြောင်ပဲဒီနေရာရဲ့တကြောင်ပဲ
ဒီအချိန်ကိုလည်းလောကကန့်တတ်ဖို့လိုတယ်ဒီအချိန်မနေ့ကျွန်တော်မှဒီရောတိုင်း9နိုင်ခွင့်ရတယ်တင်နိုင်ဝက်7နိုင်လောက်အထိကကျွန်တော်တင်တယ်1 trade 2 trade ကိုပေါက်ပြီးတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာ5 minute လဲလာတာပဲကြိုက်အဲ့ back test လုပ်ကြည့်လိုက်ဒီမှာစမ်းကြည့်လိုက်ရင်ဒီတိုင်းမြင်နေရတယ်ဟိုအရှိဒီတိုင်းပဲဒီဈေးကွက်ရဲ့သဘောတရားဒီတိုင်းပဲအများကြီးမရှုံးနေကျွန်တော်တို့ဟိုတခုခုပေါ့နော် system တခုခုယုံကြည်မှုအရင်ဆုံးဒီစောင်းပေါ့ဒီစောင်းလာဒီဟာယုံကြည်သွားရင်ထွက်ရတာနည်းနည်းပို့လွယ်တော့မှာနည်းနည်းဟိုအကျိုးမြတ်နေကြအောင်ဒီမှာလေဒီမှာသင်လာတယ်ဟိုကြောက်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုဒီမှာစင်ဒီမှာဒီ level စင်လာတဲ့အောက်ဘက်ကိုသွားဒီမှာ first ဒီမှာ second တေချာအောင်ရောက်တယ်ဒီမှာဒီရက်တိုင်းဆွဲပါလားဘာလို့လဲတခြားမပြပြပိုင်းတော့တွိုင်းနေရတယ်တော့တအားဝေးသွားတော့တောင်းလျှောက်တနေ့ကိုယူတယ်လို့ဘာလို့ညာလို့ရှိတယ်ကျွန်တော်တို့ကကြောတော့လန်ဒန်တိုင်းကိုပဲကတ်ယူလိုက်တဲ့အခါကျတော့လန်ဒန်တိုင်းကလည်းတကယ်ဒီနယူးယောက်တိုင်းအဖင်တော့တကယ်ကိုကျွန်တော်ကြည့်ရတာကွက်တီလိုပဲဖြစ်နေကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုရှင်းတယ်လို့ခံစားရတယ်အဲ့လိုမျိုးဒီမှာဆိုဒီမှာတက်သွားတယ်ဒီမှာပြန်လာဒီမှာထိတယ်ဆိုရင်ဒီလိုပြန်တက်ဖို့ပါတက်နေများတယ်အဲဒီလိုဘီဝါအပေါ်မှာရှိတယ်ဒီမှာဘောလညာပန်လေးဒီမှာ200 moving average မှာ cross တာလည်းပါဒါတွေကလည်းဟိုကြာရင်တော့လည်းရင်လာမှာပေါ့စဉ်းစားတတ်ရင်တော့လည်းဒါမြင်တာပါလေဒီဟာတွေကဒီမှာဆိုရင်ဝင်ပြီးဒီမှာဒီ point တွေရောက်အောင်မယ်ဒီ point တွေရောက်အောင်မယ်ဒီဟာတွေရောက်အောင်မယ်ဒါယူရတာလွယ်တယ်ဒီကောင်ကအဲ့လောက်ကြီးမရှုံထွေးနေကျွန်တော်ရဲ့စိတ်ထဲမှာပေါ့နော်ဒီလိုမျိုးပေါ့ဒီမှာဆိုရင်ဒီလိုပဲအစားတက်သွားဒီမှာထိတယ်ဒီမှာထိပြီးတော့ဒီမှာဘီဘောအောက်ပြန်ဆင်းလာတယ်ဆိုရင်ဒါပြီးပါဒီ point မှာရောက်ရင်တော့မိသေးတယ်လိုက်ရင်မိဒါ5 minute chat တင်တယ်1 minute ဆိုရင်ဒီမှာတော့နေအောင်ဒီမှာရှိတယ်ဒီမှာအတော့ရှိတယ်လားဒီနေရာကြီးအတော့ရှိတယ်ဒီနေရာအတော့ကဝင်ဖို့ကို chance ရှိတယ်နေရာတနေရာရတယ်အမြဲတမ်းဟုတ်ကျွန်တော်အဲ့လိုမျိုးထွေးတာပေါ့နော်နောက်ပိုင်းဟုတ်